ဒီမှာဟိုးထဲမှာလင်းတော့တစ်သက်မမဲမမဲကဲအခုကျွန်တော်တို့တောင်တနေရမှာဂူထဲမှာလာရနေပါတယ်ခေါ်လောက်ကစားထွန်းချမ်ဖော်ဂူမှာကျွန်တော်တို့သွားဝင်ဖို့ဖြစ်ပါတယ်ကျဲဝင်ခင်လာပေါ့နော်နေရာလေးကိုပြထားပါတယ်ဒါနေထုံးနေဂူထဲမှာပေါ့နေထုံးလားအနေထားဖို့အားရဂူထဲအလတ်ကြီးတော့မဝင်ခင်ဒီထားပါကဲပေါ်ကျွန်တော်တို့လက်ကြည့်သွားဒီမှာမြောက်ပါတယ်ကျွန်တော်တို့စကဲထားနေရလှုပ်ချုပ်ရေးလှုပ်ပေးပါလေဒီအောင်ဒီနေရာပို့ပြီးစင်ပြေပါလေအချမ်းနေရလည်းလှုပ်ချုပ်ရေးမလုပ်ဘူးစကဲထားနေမြောက်ကတ်တော့ဒီတက်မင်းအရေးအမရန်ရှုကန်တော့ကျွန်တော်တို့ခုအရင်ဝင်သွားဖို့ဖြစ်ပါမယ်နော်ခုမဝင်ခင်ကတော့ခုအပေါင်းနားမှာနော်လင်းတို့အနမ်းရပါတယ်မခုမဝင်ရတော့အနေထားဝင်လိုက်ပါမစ်ဒီကိုဒီအပေါင်းဝင်ခိုင်းတော့ပေါ့နော်ဒီတရားတွေအလားတရားတွေပြီးရင်တော့အရန်အေးတာပေါ့နော်လေကောင်းလေတိုက်နေပါလေလေကောင်းလေတိုက်လေတွေတိုက်ကြတာပေါ့နော်ခုထဲမှာလေရပဲထွက်လာတာပေါ့နော်နေထားပါဒီနော်အဆိုင်ကြာရနေပါလေဝင်ရနေမနော်အပေါ်မှာချီဒီထက်မှတော့မင်းတို့ထုံးနေပါလေမင်းတို့လင်းတော့ဘုံတော့ဒါမဲ့အကုန်လုံးမတွေ့ရင်မုံနေချာညဖေးတော့ပူပြီးမောင်းတာပါအခုပူထမလည်းတာအမောတယ်ဆိုဒီမရတဲ့ဆက်လေးနဲ့ဒါကတော့ဖျားရှိနေရပြတော့မဖျားရှိနေကျွန်တော်အဲ့ဒီကိုအထမလေထုံးနေပေါက်ဘောနော်ဒီမှာနေထုံးနေပေါက်နေပါကျွန်တော်တို့
ဟိုရလာတရားကိုဟန်တီပြလိုက်ပါမယ်กูအပေါင်းနဲ့စုပ်သွားပါပြီกูပေါင်းထဲမှာနေရစုပ်သွားပါပြီနော်ရတော့မူဖီးရအလားတရားနေထုံးလိုက်အပေါင်းမှာအရန်စက်ပဲ